မင်္ဂလာပါပြည်သက်ကြီးဒီနေ့မှာတော့မကြသေးခင်ကထွက်ရှိထားပြီး Predator ရုပ်ရှင် franchise မှာမှတ်မှတ်ရရဖြစ်စေခဲ့တဲ့ဇာတ်ကားတဲ့တကားဖြစ်တဲ့ Predator Badlands ရဲ့သုံးသက်ချက်အကြောင်းပြောပြပေးသွားမှာပါဒီဇာတ်ကားကရုပ်ရှင်သမိုင်းတစ်လျှောက်အန်ရရှိဆုံးဂျိုရီတွေကတခုပုံမှာရိုက်ကူးထားပြီးထူးခြားတဲ့သိပ္ပံအရှင်တဲသေးရင်ပူဇာတ်ကားကောင်းတကားဖြစ်ပါတယ်ဒီဇာတ်ကားမှာအမှတ်ရစရာဇာတ်ကောင်လေးပါဝင်တယ်လို့လှပပြီးကြောက်မက်ဖွယ်ကောင်းတဲ့ဒရဝါတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်ဇညုံးကအချိုးစားကြပြီးစနစ်ကျရှိလာသလိုအဓိကဇာတ်ဆောင်တွေရဲ့စွမ်းဆောင်ရည်လည်းရမ်းမိုက်ပါတယ်ဒါပေမဲ့ဒီဇာတ်ကားPredator ပြိသက်တွေအတွက်အကျွမ်းတဝင်ရှိနေတဲ့အခြေအနေတွေဤပညာမြင့်နဲ့အမဲလိုက်ကိရိယာတွေပါဝင်ပြီးဇလန်းကတီးခြားရက်တည်နေတာဖြစ်တဲ့အတွက်ပြိသက်တွေကိုကျင်းနှက်စီမှာအမှန်ပါပဲထူးခြားဆုံးကတော့ဒီစကားထဲမှာလူသားတွေလုံးဝမပါဝင်ပေမဲ့လူသားဖြစ်ခြင်းရဲ့အနှစ်သာရကိုစဉ်းစားသုံးသပ်ထားတာပဲဖြစ်ပါတယ်ဒီစကားအပြင်အရင်ထွက်ခဲ့တဲ့သိပ္ပံအနောက်တိုင်းရုပ်ရှင် Prey နဲ့ Animation Anthology ဖြစ်တဲ့ Predator Killers of the Killers တို့ကိုလည်း Trandon Bash ကပဲရိုက်ကူးထားတာပါသူ့ရဲ့ Predator Formula ပေါ်ချင်းကပ်ပုံတွေကစမ်းသစ်ပြီးထူးခြားမှုရှိပါတယ်သူဟာပြိသက်တွေမျှော်လင့်ထားတဲ့အခြေအနေတွေနဲ့ပုံရိပ်တွေကိုမဖြစ်မနေထည့်သွင်းပေးပေမဲ့ဖွဲ့စည်းပုံအတန်နဲ့မြင်ကွင်းပိုင်းမှာအလွန်ကွဲပြားခြားနားတာကြောင့်ဘယ်ဟာအကောင်းဆုံးလဲဆိုတာပြောဖို့မဖြစ်နိုင်ပါဘူး။ Badlands ဟာ Predator ကိုအဓိကဇာတ်ကောင်အဖြစ်ပထမဆုံးချိန်ထားရှိတဲ့ Predator ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းက Predator တွေရဲ့မိခင်ကြိုးပေါ်မှာစတင်ပါတယ်။ဒီမျိုးနွယ်ကိုယောက်ျားလို့လူသိများပါတယ်။ယောက်ျားတွေကကလင်ကွန်မျိုးနွယ်စုလိုပဲအကြမ်းဖက်တတ်တဲ့ယဉ်ကျေးမှုရှိပြီးခွန်အားကိုကိုးကွယ်ကထိခိုက်လွယ်မှုမှန်သမျှကိုမုန်းတီးကြပါတယ်။အဓိကဇာတ်ကောင်ကတော့ Deck လို့ခေါ်တဲ့ Predator လူငယ်လေးပါ။သူကတရားဝင်စစ်တီတော်အဖြစ်အတိမတ်ပြုခံခြင်းပေမဲ့ငယ်ရွယ်ပြီးခန္ဓာကိုယ်တင်းငယ်တဲ့အတွက်အဖွဲကနေထုတ်ပယ်ခံထားရပါတယ်။ဒါကသူ့ရဲ့ဖခင်ဖြစ်သူမျိုးနွယ်စုခေါင်းဆောင်ရဲ့တပ်ဖြတ်ခြင်းကဒီမဖြစ်မနေလွတ်မြောက်လာပြီးနောက်ဂျန်နာလို့လူတီများတဲ့သင်မင်းသမန်ချိုကိုထွက်ပြေးခဲ့ပါတယ်။အဲဒီမှာသူ့ရဲ့ရွယ်ချက်ကတော့တခြားစိန်ခေါ်သူအားလုံးကိုတပ်ဖြတ်ခဲ့တဲ့ခါလေးလို့ခေါ်တဲ့စွမ်းအားပြင်းထန်တဲ့ဘလောက်တိုက်အမြဲတမ်းပြန်ရှင်သန်လာနိုင်တဲ့ဒဏ္ဍာရီလာတဝါကြီးကိုတပ်ပြီးသူ့ရဲ့ဦးအောင်နဲ့ကြောရိုးကိုဖခင်စီပြန်ယူသွားဖို့ပဲဖြစ်ပါတယ်။ Predator Badlandsရဲ့ပထမပိုင်းဟာတကယ်ကို survival ဇလန်းတတ်ပါပဲဂျိုးတစ်ရောက်လာတဲ့သူဟာရှင်သန်နိုင်ဖို့နဲ့သူ့ပန်းနိုင်စီချင်းကပ်နိုင်ဖို့အတွက်မြေပြင်နေထားအပင်နဲ့တလိษံတွေကိုလေးလာရပုံကိုပြသထားပါတယ်ဂျန်နာကိုရောက်သွားတဲ့ဒက်ကဂျိုးတူလုံးကသူ့ကိုတတ်ဖို့တဝါဆန်းနေပြည့်နှက်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါဇလန်းကစိတ်လှုပ်ရှားစရာကောင်းလာပါတယ်ဒီလိုအချိန်ဒီမှာတီယာလို့ခေါ်တဲ့ Android တယောက်နဲ့မမျော်လင့်ပဲမဟာမိတ်ဖြစ်သွားပါတယ်သူဟာ Alien franchise ရဲ့ပြဿနာအများစုရဲ့နောက်ွယ်က Galaxy Corporation ကြီးဖြစ်တဲ့ဝေးလန်းယူတနီကငွေကြေးထောက်ပံ့ထားတဲ့ Android အဖွဲ့ရဲ့အစိပ်ပိုင်းဖြစ်ပါတယ်တီယာဓာတ်လိုပဲခါလေးလို့ခေါ်တဲ့အလွန်မင်းအနည်းရှိတဲ့ Super Predator ကိုရှာဖွေဖို့အတွက်ဂျန်နာကိုရောက်လာခဲ့ခြင်းဖြစ်ပါတယ်ခါလေးကသူ့ရဲ့အဖွဲ့ကိုဖျက်ဆီးပြီးသူ့ကိုထပ်ပိုင်းဖြတ်ကတေးပြီးလို့ထားခဲ့တယ်လို့တီယာကဓာတ်ကိုပြောပြပါတယ်အခုတော့သူမခန္ဓာကိုယ်လက်နှစ်ဖက်နဲ့လမ်းလျှောက်နေပြီးအသက်ရှင်လှုပ်ရှားနေရပါတယ်သူ့အဖွဲ့ထဲမှာတက်ဆာလို့ခေါ်တဲ့သူ့ပုံစံ Android တယောက်လည်းအသက်ရှင်ကျန်နေသေးတယ်လို့တီယာကယုံကြည်ပါတယ်တီယာကတက်ဆာကိုကယ်တင်မှုနဲ့ပျောက်ဆုံးနေတဲ့ခြေထောက်တွေကိုပြန်တတ်ဖို့အတွက်သူတို့တပ်ဖြတ်ခံရတဲ့နေရာကိုပြန်သွားချင်နေတာဖြစ်ပြီးဓာတ်ကိုသူမရဲ့လက်တွဲပေါ်ဖြစ်လမ်းပြအဖြစ်ခွင့်ပြုရင်ခါလေးကိုအနိုင်ယူဖို့ကူညီမယ်လို့ကတိပေးလိုက်ပါတယ်ဒီရုပ်ရှင်ဟာဇာတ်ကောင်တွေကြအပြန်အလှန်ပြောဆိုမှုတွေအပြင်အသေးစိတ်ပုံဖော်ထားတဲ့အရှင်မြင်ကွင်းတွေကတဆင့်ကြည့်ရှုသူတွေအတွက်အသွေးခေါ်အတွက်တွေပြီးနိုင်တာကိုတွေ့ရပါတယ်ဒီဇာတ်ကားဟာမတူညီတဲ့သတ္တဝါတွေဟာသူတို့ရဲ့ကန့်သတ်ထားတဲ့ program တွေကိုဘလို့ကျော်လွှားပြီးသူတို့အပေါ်အခြားသူတွေထင်ထားတာတဲ့ပိုလုံးနိုင်နေဆိုတာကိုဘလို့သက်သေပြခဲ့လဲဆိုတဲ့စွမ်းစားခန်းတစ်ခုဖြစ်ပါတယ် Predator Alien fan တွေ sci-fi ပရိသတ်တွေအနေနဲ့အကြိုက်တွေ့မဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ကျွန်တော် rating ကတော့10မှာ8ပေးခြင်းပါတယ်ဒီဇာတ်ကားလေးကိုကြည့်ချင်နေဆိုရင် first comment မှာဘယ်လိုကြည့်ရမလဲဆိုတော့ပြောပြပေးထားပါတယ်ဒီလိုမျိုးရုပ်ရှင် review တွေကိုထပ်မံကြည့်ရှုချင်နေဆို channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်